အဲ့တော့ R or ဒီသုံးတန်ကဒီနေ့ကကျမတို့ R control vowels တွေရဲ့အကြောင်းပေါ့နော်တနည်းအားဖြင့် bossy R လို့ခေါ်တဲ့အတန်းလေးအကြောင်းတစ်ချက်လေ့လာကြည့်မယ်။ဘုံဘက်ကကျမ IR sound နဲ့ပတ်သက်ပြီးတော့တစ်ချက်ပြပြပေးတာရှိရပေါ့နော်။အခုဒီမှာ IR sound နဲ့ပဲအတွဲကကျမတို့အတန်းတူနေတာလဲဆိုပြီးတော့တစ်ချက်ကြည့်မယ်ပေါ့။အဲ့ပထမဆုံး R control vowels အကြောင်းပြောရမယ်ဆိုလို့ရှိရင်ကျမတို့ vowel A E I O U ရဲ့အနောက်မှာကျမတို့letter R ကလေးကကပ်ပြီးတော့ control လုပ်လိုက်တာလို့ပြောရမယ်။ဒါဆိုလို့ရှိရင် letter R ရဲ့ control လုပ်ခြင်းကိုခံရပြီးတော့ vowel တွေကရှားအတန်ပြောင်းသွားတယ်ပေါ့နော်။အဲ့ဒီပုံစံမျိုးနဲ့ဒါကို R control vowel လို့ခေါ်ပါတယ်။အဲ့တော့ဒီမှာဆိုရင် AR sound လေးက R OR sound ကလေးက or IR sound ကလေးကအရင်ကကျွန်မပြောခဲ့ဘူးတယ်မမိတ်တာမတူ IR ရဲ့အတန်လေးကအဲ့တော့ဒီမှာရှိနေတဲ့ IR UR AR က same sound အတန်တူပါတယ်အဲ့တော့ကျွန်တော်တို့ R control vowel ၅လုံးမှာ၃တန်မှတ်ရမယ် R or အဲ့တော့ဒီမှာရှိနေတဲ့ A နဲ့ R နဲ့ပေါင်းသွားတဲ့အတန်လေးကကျမတို့ A အတန်လေးရဲ့နောက်မှာ R အတန်လိုက်တယ်လို့ပါပဲ R O ကလည်းတူတူပဲ O sound က O ဖြစ်တဲ့အတွက်သူ့အနောက်မှာကျမတို့ R အတန်လိုက်တယ်လို့ပဲ or ဒီအတန်ကတော့ကျမတို့သူကအတန်လေးဖြစ်တယ်လို့ဖြစ်ပါတယ်အဲ့တော့ R or ဒီသုံးတန်ကတော့ဖြစ်ပါတယ်အဲ့တော့ကျမတို့နည်းနည်းတစ်ချက်လောက် compare လုပ်ပြီးတော့စာလုံးလေးတွေလေ့လာကြည့်အောင်စာလုံးတွေမလေ့လာခင် phonics ကိုစနစ်တကျကလေးတွေကိုသင်ပေးခြင်းနဲ့ကိုကလေးကိုစနစ်တကျအတန်အတွက်မှန်စေခြင်းနဲ့ဆိုရင်နွေရာသီသင်တန်းတွေရှိပါတယ်စိတ်ဝင်စားရဆိုရင် CP မှာတစ်ချက်လာပြီးတော့စုံစမ်းလို့ရပါတယ်ကျမ word ထဲမှာလည်းကြော်ညာတင်ပေးထားတာရှိပါတယ်အဲ့တော့ဒီမှာကြည့်ကြည့်အောင်ခုနကကျမတို့A E I O U A R O R I R E R U R မှာကျမတို့ I R E R U R ကဆိုတဲ့အတန်ကိုထွက်ပါတယ်ဒါလေးဆိုဘယ်လိုဖတ်ကြမလဲကျမတို့ burst ကဲဒါဆိုရင်တော့ကျမတို့ compare လုပ်ကြည့်အောင် OR sound လေးကခုနက O ရဲ့အတန်လေးက O ရဲ့နောက်မှာ R ကလိုက်ပြီးတော့ကျမတို့အတန်ပြောင်းသွားတာဖြစ်တဲ့ or ဆိုတော့ torch ကဲဒါလေးကကျမတို့ AR ကသူအတန်တက်သူကခွဲထွက်နေမယ် R farm ဒါကိုဆိုရင်ကျမတို့ကစောင်းရသည်ဆိုရင် winter လို့ပဲပြောကြတယ်အဲ့တော့ဒီမှာဆိုလို့ရှိရင်ကျမတို့က phonics တင်ပြီးသွားတဲ့အချိန်မှာဒီ R control variety ကျမတို့ key ဆုံးအောင်တွားပြီးသွားတဲ့အချိန်မှာအတန်ထွက်ကမတူတော့ပါဘူး wind ER sound လေးကကျမတို့ခုနက IR ရဲ့ UR ရဲ့ ER ရဲ့ကအတန်တူတူပဲ winter မဟုတ်ပါဘူး winter ဒါဆိုရင်ဖတ်ကြည့်ရအောင် OR sound လေးက or ဆိုတော့ cord ဒီမှာဆိုရင်ကျမတို့ SHIRT shut in G ဟုတ်ပြီနော်ကျမတို့ meaning ချက်ခဲ့တယ် shirt အဲ့တော့ကျမတို့ခုကျမတို့နားကျင်တဲ့အခါကျတော့ hat လို့ဒီလိုပြောတယ်အဲ့တော့သူ့ရဲ့ UR sound လေးကဆိုတော့အတန်hurt အဲ့တော့ဒီမှာငါးဖက်နဲ့တူကိုကျမတို့က fisher အတန်ထွက်ခဲ့အဲ့တော့ဒီမှာဒီအထိက fish မှန်ပါတယ်နောက်က EI အတန်လေးကအဲ့ဒါ fisher မဟုတ်ပါဘူး fisher
ဒီနေ့ဖတ်ခဲ့တာကကျမတို့အား controller 9လုံးမှာအတန်3တန်ကိုပြန်ပြီးတော့ compile လုပ်ပြီးတော့ဖတ်ခဲ့တာဖြစ်ပါတယ်။အဲ့တော့ဒီကြည့်ရှုပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်။